အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တီဇက်ကာဗလော့ကသားဆိုပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြောပြပေးမယ့်ကားလေးကကျွန်တော်တို့နိုင်ငံမှာတော့လူကြိုက်အရန်များတယ်ကျွန်တော်တော့လုံးဝမကြိုက်ဘူးကျွန်တော်ဘာလို့မကြိုက်လဲဆိုတော့အကောင်လေးအရန်သေးလို့လူကြိုက်ဘာလို့အရန်များလဲဆိုတော့ဒီကောင်လေးကအရန်လှပြီးတော့ချစ်ဖို့ကောင်းလို့အဲ့ဒီကားလေးအကြောင်းကိုကျွန်တော်ပြောပြပေးမယ်ဘာကားလေးလဲဆိုတာသိချင်ရင်ကျွန်တော်နဲ့ထပ်ပြီးတော့လိုက်ခဲ့ပေးဟုတ်ပါတယ်ကျွန်တော်ပြောပြပေးမဲ့ကားလေးကတော့ Chapless Spark ကားလေးပဲဖြစ်ပါတယ်ခင်ဗျာဒီနိုင်ငံမှာတော့လူကြိုက်တော်တော်များတယ်ဒီနိုင်ငံမှာလည်းမဟုတ်ဘူးတခြားနိုင်ငံတွေမှာလည်းလူကြိုက်များပါတယ်ခင်ဗျာဒါပေမဲ့ကျွန်တော်ကတော့ဟိုးရင်ခဲ့တဲ့ကကျွန်တော်လူကောင်နဲ့လိုက်တဲ့အကောင်ကြီးကြီးတွေပဲကြိုက်တဲ့အတွက်ကြောင့်ကျွန်တော်အရန်ကြိုက်ပါတယ်ဆိုတဲ့အထဲမှာမပါဘူးမပါပေမဲ့လည်းဒီကောင်တွေကလူတော်တော်များများကြိုက်ကြတယ်ဒီကောင်တွေကဆိုလို့ရှိရင် major အဖြစ်တော့ဒီ5 major generation ရှိတယ်မျိုးဆက်5ခုရှိတယ်ပေါ့နော်1998ခုနှစ်ခရဲကဒီကောင်တွေကစတင်ထုတ်လုပ်ခဲ့တာဖြစ်တယ်အခုလက်ရှိဆိုလို့ရှိရင်တော့2022အထိနောက်ဆုံးထုတ်လုပ်ထားတယ်grade တွေအဖြစ်ဆိုလို့ရှိရင်ဒီကောင် LS ရှိတယ် LT ရှိတယ် LT မှာမှ2မျိုး2စားရှိတယ်နောက်ပြီးတော့ Premier ဆိုပြီးရှိတယ်လူကြိုက်အရန်များပြီးတော့ grade ဖြည့်တယ်ဆိုလို့ရှိရင်တော့ Premier Full နဲ့ LTZ ဆိုပြီးတော့grade လေးတွေတီးခြားခေါ်ဝေါ်ကြတာတွေရှိတယ်ပေါ့နော်ဒီကောင်လေးကတော့ LT grade လေးဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီနေ့ပြောပြပေးမယ့်ကားလေးကတော့ Chapless Spark LT grade 7R နံပါတ်လေးနဲ့2018 model ကားလေးအကြောင်းကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်စိတ်ဝင်စားတဲ့လူတွေကဆက်ပြီးတော့လိုက်ခဲ့ပေးအဲ့တော့ကျွန်တော်ရဲ့ vlog တွေထုံးစံအတိုင်းပဲကျွန်တော်ဒီကားလေးကိုရှေ့ဘေးနောက်အတွင်းကန်ဘာတွေကြိုက်တယ်မကြိုက်ဘူးအမှန်အတိုင်းပြောပြပေးတော့မှာဖြစ်တဲ့အတွက်ဆက်ပြီးတော့ကြည့်ပေးပါပထမဦးဆုံးအရှိကနေပဲသွားလိုက်မယ်ဆိုလို့ရှိရင်တော့အရှိလေးကတိတ်တိတ်ချစ်ချစ်လေးနဲ့အရန်ချစ်ဖို့ကောင်းပါတယ်ဆိုတော့ look မျိုးရတယ်အရင်စမ်းပြားပြီးလှနေတာလားဆိုတော့တားကြီးစမ်းပြားပြီးလှနေတာမဟုတ်ပင်မဲ့သူကနဲ့တူတော့ match ဖြစ်တယ်နောက်ပြီးဒီကျွန်တော်ရဲ့ထုံးစံအတိုင်းပဲကျွန်တော်အဲ့ logo လေးတွေစကလုံးလေးတွေပါတဲ့ဟာဆိုအရန်ကြိုက်တယ် Chapless logo လေးအဲ့ဒါလေးကိုအရန်သဘောကျတယ်ဒီနေရာမှာကျွန်တော်တခုknowledge sharing အနေနဲ့ပြောချင်တာကျွန်တော်တို့စီမှာတော့ဒီကောင်တွေကို Chapless ဆိုပြီးခေါ်ကြရဗျာတကယ်အတန်ထွက်အမှန်ကဘာလဲဆိုတာကိုတော့အတိအကျconfine တော့မသိပင်မဲ့ဒီကောင်တွေကို Chevelin လို့ခေါ်တာလည်းရှိတယ်နောက်ပြီးတော့တကယ်ဘိုးတော်ကြီးတွေပေါ့နော်ကျွန်တော်တက်အသက်အများကြီးကြီးလူတွေက Chevelo lab ဆိုပြီးတော့ခေါ်တာလည်းရှိတယ်ကျွန်တော်ကတော့ငငယ်လေးကတည်းကChevlet ဆိုပြီးနှုတ်ကြိုးနေတဲ့အတွက်ကြောင့်ကျွန်တော် Chevlet ဆိုတဲ့အတုံးနှုံးလေးပဲတုံးလိုက်ပါမယ်အမှန်တကယ်က Chevelin လို့ခေါ်လဲရတယ် Chevelo lab လို့ခေါ်လဲရတယ်အကုန်လုံးမှန်တယ်ပေါ့နော်ကျွန်တော်တို့နိုင်ငံရဲ့မိခင်ဘာသာစကားမဟုတ်တဲ့အတွက်ကြောင့်အတိအကျကြီးတော့ကျွန်တော်အတန်ထွက်ဖြစ်ချင်မှာဖြစ်လိမ့်မယ်အဲ့ဒါလေးတော့သိခံပြီးတော့ကြည့်ပေးပါโอเคဆက်ပြီးတော့သွားမယ်ဒီကောင်တွေကအကောင့်သေးတယ်ဆိုပေမဲ့ ground clearance ကတော့တအားကြီးနှိမ့်နေတယ်ဆိုတဲ့အထက်မှာမပါဘူးသူကလည်းသူအဆင်ပြေတယ်ကျွန်တော်ဒီလက်နဲ့ဆိုလို့ရှိရင်ဒီတထွာပေါ့နော်တထွာတော့မပြည့်ဘူးခင်ဗျာတထွာမပြည့်ဘူးဒါပေမဲ့တထွာနီနီလောက်ထိအောက်ကလွတ်တယ်မီးခွက်မီးလုံးလေးတွေဆိုလို့ရှိရင်ဒီမှာကျွန်တော်ပြပေးမယ်ကျွန်တော်ကြည့်ရတာဗျာကားသေးတယ်ဆိုပေမဲ့မီးခွက်လေးတွေကချစ်စရာလေးမဖြစ်နေဘူးသူကနဲ့သူခန့်ပြီးတော့ mass ဖြစ်တယ်ဆိုတော့ look မျိုးရတယ်လှပြီးတော့တိတ်တိတ်ချစ်ချစ်လေးနဲ့လှနေတယ်ဆိုရဲ look မျိုးမရဘူးဘာလို့လဲဆိုတော့မီးခွက်လေးအရန်သေးပါတယ်ဆိုရဲအထဲမှာမပါဘူးဖြစ်တယ်ကြီးတယ်ပြီးတော့ဒီမှာ fog light တွေဘာတွေပါတယ်ပေါ့နော်အဲ့ဒါလေးတွေလည်းသူကနဲ့သူတော့အဆင်ပြေပါတယ်ကျွန်တော်မျက်လုံးနဲ့တော့အရင်ဘာမှထွေထူးထူးမရှိဘူးဘေးကနေပြောမယ်ဆိုလို့ရှိရင်တော့တအားကြီးဘာမှအများကြီးပြောစရာမလိုဘူးမရှိဘူးအကောင်လေးနည်းနည်းသေးတယ်ဒါပေမဲ့ကျွန်တော်ကြိုက်တာဒီ Suzuki Swift GLX တို့ GL တို့နဲ့နောက်ပြီးNissan Juke တို့ဘာတို့မှနဲ့တူသလိုမျိုးပေါ့နော်တကားလေးကလက်ကင်လေးကဒီနားလေးမှမရှိဘဲနဲ့ဒီအပေါ်လေးကိုရောက်သွားတယ်အဲ့ဒါလေးတစ်ခုကလှတယ်ကားနဲ့ match ဖြစ်တယ်အဲ့လိုလေးထင်တယ်အဖွင့်ပိတ်လုပ်မယ်ဆိုလို့ရှိရင်ဒီကနေပြီးတော့သွားစရာမလိုပဲနဲ့ဒီနားလေးကနေပြီးတော့ဖြတ်သွားတယ်အဲ့ဒါလေးတစ်ခုရှိတယ်ဘေးမှာဘာမှအများကြီးပြောစရာမရှိဘူးနောက်ပြီးကြတော့အနောက်ကနေကြည့်မယ်ဆိုလို့ရှိရင်တော့တကယ်ဝက်ပေါက်လေးနဲ့တူတယ်ကျွန်တော်အတွက်ပေါ့နော်ကျွန်တော်အတွက်နောက်ကကလေးနဲ့ဝက်ပေါက်လေးနဲ့တူတယ်လှတယ်မီးခွက်လေးတွေကတော့သူ့ဟာနဲ့သူမိုက်တယ် match ဖြစ်တယ်လို့ထင်တယ်ဒီမှာအဖောင်းကြွလေးမီးခွက်လေးကဖောင်းကြွလေးပါထားကြိုက်တယ်ပြီးတော့ဒီကောင်က LT ဖြစ်တဲ့အတွက်ကြောင့်ဒီနားမှာ LT ဆိုတဲ့စကားလုံးလေးတွေပါတယ်နောက်ဒီမှာ space ဆို space စကားလုံးလေးပါတယ်ဒီlogo လေးတွေပါထားတာလေးပါလေးကျွန်တော်ကြိုက်တယ်ပေါ့နော်ဒါပါပဲအများကြီးထွေထူးတော့မရှိဘူးဒီကောင်တွေကအများကြီးလဲရှင်းပြစရာဘာမှမရှိဘူးဒီနိုင်ငံမှာတော့လူကြိုက်များတယ်ဆိုတဲ့အထဲမှာပါတယ်ကျွန်တော်ကတော့ဟိုးရင် Suzuki Swift ခဲ့တယ်ဟိုကကျွန်တော်ပြောခဲ့ဘူးတဲ့စကားလေးရှိရပေါ့နော်ကျွန်တော်ကြောင့်အကောင့်လေးသေးပြီးတော့ဈေးအိတ်လောက်ထိကြီးနေတဲ့ကားဆိုလို့ရှိရင်ကျွန်တော်တို့ကြိုက်ထားတော့မရှိဘူးဒါပေမဲ့လည်း
ဒီအခုလက်ရှိဖြစ်ပေါ်နေတဲ့ဈေးပေါ့နော်1000ပတ်ချလဲတချို့1000အပေါ်တောင်မှဒီကားတွေကိုရောင်းနေကြပြီခင်ဗျာကျွန်တော်ကြောက်အဲ့ဈေးနဲ့ဆိုရင်ဒီကားတွေကိုတော့ဟိုဘယ်လိုပြော match ဖြစ်တယ်လို့ဈေးနှုန်းအပြင်မထင်ဘူးဆိုတာဒါကျွန်တော်တူးတယောက်တည်းအမြင်ဒါပေမဲ့ဒီကားတွေတကယ်အယောင်းဝယ်ဖြစ်တာ1000ပတ်ချလဲမှာပဲအယောင်းဝယ်ဖြစ်ကြတယ်ဒီကားတွေစီးကျင်တယ်ဆိုလို့ရှိရင်တော့ဘယ်လိုပဲဖြစ်ဖြစ်1000ပတ်ချလဲပေးပြီးတော့မှပဲစီးလို့ရတယ်ဒါကတော့လက်ရှိအနေအထားဈေးကွက်ပေါ်မူတည်ပြီးလုံးဝညင်းစရာဘာမှမရှိဘူးကြိုက်တယ်မကြိုက်တယ်ဆိုတာစိတ်ခံစားချက်ဈေးကွက်ကတော့သူ့ဘာသူတွားနေတာโอเคအဲ့တော့ဘေးဘယ်ညာကြည့်ပြီးွားပြီထုံးစံတိုင်းပဲကျွန်တော်အတွင်းကန်းသွားမယ်အတွင်းကန်းမှာကျွန်တော်ဘာတွေကြိုက်တယ်မကြိုက်ဘူးဆိုတဲ့ဟာလေးကိုထပ်ပြီးတော့ပြောပြပေးမယ်အဲ့တော့လိုက်ခဲ့ပြီโอเคအဲ့တော့ကျွန်တော်အခု Chapless Pack ကားလေးရဲ့အတွင်းကန်းထဲမှာထိုင်နေတာဖြစ်ပါတယ်ခင်ဗျာ။ဘာဖြစ်လို့ကျွန်တော်အတွင်းထဲအထိအကုန်လုံးတကားပိတ်ပြီးတော့မထိုင်လဲဆိုတော့ဒီ Chapless Pack ကားလေးကကျွန်တော်ဟိုးရင်တော့လည်း review လေးတစ်ခေါက်လုပ်ဘူးတယ်။အဲ့ဒီမှာတော့အဲ့တုန်းကတော့ manual ကားလေးပေါ့နော်ရှာပပလေးအဲ့တုန်းကတော့ကျွန်တော်အတွင်းကန်းနဲ့ပတ်သက်တဲ့ဟာလေးတွေကိုအသေးစိတ်ပြောပြပေးထားတာရှိတယ်ဆိုတော့ဒီကားမှာလည်းဟိုကားနဲ့ကအကုန်တူပါပဲဟိုဘာမှထွေထူးထူးပြောင်းလဲသွားတာမရှိဘူးဆိုတော့ကျွန်တော်တချို့ဟာလေးတွေပဲပြောပြပေးမယ်။ဒီကားလေးကတော့အတွင်းကန်းလေးကကျင်းတယ်ကျင်းတယ်ဆိုတာတော့အများကြီးလိုက်ညင်းနေစရာမလိုဘူး။ဒီကောင်နေမှာကgrade အဖြစ်တော့ခုနကရှေ့မှာကျွန်တော်ပြောသားတယ်လို့မျိုးအမျိုးမျိုးတော့ရှိရပေါ့နော်ဒီကောင်း grade လေးကတော့ LT grade လေးဖြစ်တယ်ဒီကောင်းတွေကိုတုံးထားတာကတော့ဒီ plastic တွေနဲ့ပဲအကုန်လုံးတုံးထားတယ် leather လုံးဝမပါဘူးတကားတွေမှာဆိုလို့ရှိရင်နောက်ပြီးကြတော့ဒီဟွာမာတွေဆိုလို့ရှိရင်လည်းဒါ hard plastic တွေပဲဖြစ်ပါလိမ့်မယ်အဲ့ဒါတွေတုံးထားတယ်အတွင်းကဟိုဘက်ဒီဘက်ကြည့်မယ်ဆိုလို့ရှိရင်တော့အရန်လေးကျင်းမြောင်းနေတယ်ဆိုတဲ့ခံစားချက်လေးတော့ရပါတယ်နောက်ပြီးကြတော့ဒီကောင်တွေမှာကျွန်တော်ကြိုက်တာလေးတစ်ခုပါအဲ့ဒါဘာလဲဆိုတော့အရှိမီးဖွင့်တဲ့ခလုတ်ဒီကောင်တွေကဒီမှာမီးကြီးထိုးမယ်ဘာထိုးမယ်ညာထိုးမယ်ဒီဟာလေးတွေနဲ့ပေါ့နော်မီးလေးသွားရတာပေါ့မီးဖွင့်တဲ့အပိတ်လုပ်တဲ့ခလုတ်လေးအဲ့ဒါလေးကိုသဘောကျတယ်ဒီအောင်မှာဆိုလို့ရှိရင်တော့ဒီမှာ off နဲ့ CD ဆိုတဲ့ခလုတ်လေးနှစ်ခုပါတယ် off ဆိုတာကတော့ဒါလူတိုင်းသိပါတယ်လမ်းမချော်စနစ်ပေါ့နော်ဒီဟာလေးနှိပ်ထားလို့ရှိရင်ဒါလမ်းချော်တဲ့ဟာတွေဘာတွေမှာsafe ဖြစ်တယ်ပေါ့နော်လမ်းချော်တဲ့ဟာတွေဘာတွေမရှိဘူးပေါ့ပြီးတော့ဒီဘေးမှာ CD ဆိုတဲ့ခလုတ်လေးတစ်ခုရှိတယ်အဲ့ CD ဆိုတဲ့ခလုတ်လေးကဘာအတွက်လဲဆိုတော့ဒီကောင်က CRI လေးအရန်ပေါ့သွားတယ်ဒီ CD ဆိုတဲ့ဟာကိုနှိပ်လို့ရှိရင်ကျွန်တော်တို့ parking ထိုးတဲ့နေရာတို့ဘာတို့မှာဒီ CRI တွေဘာတွေကတိတိတသားလေးပေါ့ထွက်သွားတယ်ဗျာအဲ့ဒါလေးအတွက်အသုံးပြုတယ်ပေါ့နော်ဒီမှာစီးနှိပ်လိုက်တယ်လှည့်ရပြူရတာအစားတော်တော်လေးကိုကွာထွက်သွားတယ်နောက်ပြီးဒီကောင်တွေမှာလေပေါင်းစန်စာတွေဘာတွေကအစားဒီအချက်ပြပြီးတော့ဟိုချက်ပြစနစ်လေးပါတယ်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်သဘောကျတယ်ဒိုင်ကွက်ကတော့ဘာမှအများကြီးထွေထွေထူးထူးမော်ဒယ်မြင့်နေဆိုပေမဲ့လည်းတအားကြီးထွေထွေထူးထူးကြီးပြောင်းလဲသွားတာဘာမှမရှိဘူးဒီကောင်တွေ digital cluster လို့လည်းခေါ်လို့မရဘူး analog အနေနဲ့ပဲပြတယ် digital လို့ပြောလို့ရတာဆိုလို့ဘေးမှာဒီမှာ gear position ပြတာရယ် mileage ပြတာရယ်လောက်ပဲရှိတယ်အတွင်းကန်းကအမှန်တိုင်းပြောလို့ရှိရင်တော့တအားကြီးကျွန်တော်ဟိုသဘောကျတဲ့အထဲမှာမပါဘူးဒါပေမဲ့လည်းသူ့အနေနဲ့သူတော့ဒါ main ကလေးတွေစီးမယ်ဆိုလို့ရှိရင်တော့အဆင်ပြေတယ်ဆိုတဲ့အထဲမှာပါပါတယ်ခင်ဗျာဒီလောက်ပဲကျွန်တော်အများကြီးမပြောတော့ဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ရှေ့မှာလည်းဒီ Chapless Pack manual လေးကိုအသေးစိတ် detail ပြောပြထားတဲ့ဟာအရာလေးရှိရဆိုတော့ဒီကားကိုကြတော့ကျွန်တော်အများကြီးအသေးစိတ်မပြောတော့ဘူးဆိုတော့ကြံတဲ့ကျွန်တော်ပြောချင်တဲ့အချက်လက်လေးတွေကိုအပြင်မှာဆက်ပြီးတော့ပြောပြပေးမယ်လိုက်ခဲ့ပြီ Okay အဲ့တော့ကျွန်တော်ရှေ့ဘေးနောက်အတွင်းကန်အကုန်လုံးကိုပြောပြပေးပြီးွားပြီအသေးစိတ်ခြုံပြီးတော့ပြောမယ်ဆိုလို့ရှိရင်တော့ဒီကားလေးကကျွန်တော်ကြိုက်တဲ့ရာခိုင်နှုန်း90ရာခိုင်နှုန်းပဲရှိတယ်ဒါကျွန်တော်တယောက်တည်းအမြင်တချို့ဒီကောက် 100% ကြိုက်တဲ့လူတွေလည်းအများကြီးပဲရှိတယ်ဘယ်သူနဲ့မှဘာမှစကားအများကြီးပြောစရာမလိုဘူးကျေဆိုတော့ကျွန်တော်တယောက်တည်းမကြိုက်ဘူးလို့ပြောတာနဲ့ပဲဒီကားတွေကဈေးကျသွားမှလည်းမဟုတ်ဘူးလူကြိုက်နေသွားမှလည်းမဟုတ်ဘူးကျွန်တော်အရန်ကြိုက်ပါတယ်လို့ပြောလဲအဲ့ဒီကားတစ်စီးကိုတနိုင်ငံလုံးကလူတွေအကုန်လုံးလိုက်ကြိုက်မှာမဟုတ်ဘူးအဲ့တော့တယောက်နဲ့တယောက်အကြိုက်ချင်းမတူညီနိုင်ဘူးကျွန်တော်ကတော့အရင်မကြိုက်ဘူးဒါပေမဲ့ကြိုက်တဲ့သူတွေများတယ် Okay ဒီကားလေးက2018 model ဖြစ်တယ် grade အဖြစ် LT grade လေးဖြစ်တယ်နံပါတ်ကတော့7R monthly license လေးဖြစ်တယ်ဒီကောင်လေးကရောင်းကားလေးဖြစ်ပါတယ်ခင်ဗျာကားလေးကောင်းပါတယ်ဈေးဘယ်လောက်နဲ့ရောင်းမှာလဲဆိုတော့ကျွန်တော်965သိန်းနဲ့ရောင်းမှာဖြစ်ပါတယ်ခင်ဗျာစိတ်ဝင်စားတဲ့သူတွေကလာပြီးတော့အပြင်မှာမျက်မြင်ကြည့်ပြီးကောင်းတယ်မကောင်းကိုကိုယ်တိုင်စိတ်ကြိုက်ဆုံးဖြတ်ပါကျွန်တော် vlog ထဲမှာတော့ဒီကစောက်ရမ်းကောင်းပါလေဆိုပြီးကျွန်တော်မပြောပြဘူးဘာဖြစ်လို့လဲဆိုတော့လာကြည့်ရင်လည်းကြည့်တဲ့လူတွေကကြည့်တတ်တဲ့လူပါမှာပဲသူတို့စိတ်တိုင်းကြကြည့်ပြီးဆုံးဖြတ်ပါကိုရောင်းလို့ကိုအရန်ကောင်းပါလေဆိုပြီးညှို့ပြီးပြောတဲ့ကောင်တွေနဲ့တော့ကျွန်တော်မရှင်နဲ့ကျွန်တော်ရောင်းမဲ့ကားဒါပေမဲ့လည်းကျွန်တော်ကြိုက်ပါတယ်ဆိုတဲ့စကားတစ်ခွန်းမှမပြောပါဘူးကြိုက်တဲ့သူကတော့လာကြည့်ကားကြိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်ဈေးလေးကိုအဆင်ပြေအောင်ညှိပြီးရောင်းပေးမယ်ဒါပေမဲ့အများကြီးလျှော့ပြီးတော့မရောင်းဘူးဆိုတော့ဒီကားလေးကိုစိတ်ဝင်စားရဆိုရင်တော့ထုံးစံတိုင်းပဲကျွန်တော်ကိုတိုက်ရိုက်ဆက်သွယ်ပြီးတော့မေးမြန်းနိုင်ပါတယ်ခင်ဗျာဒီနေ့ vlog လေးကတော့ဒီလောက်ပါပဲကျွန်တော်အရှိတုန်းက spec မှာမပြောပြခဲ့တဲ့အချက်အလက်လေးတွေကိုဒီကားလေးမှာပြောပြရင်းနဲ့အယောင်းလေးတင်ပေးခြင်းဖြစ်ပါတယ်ခင်ဗျာကောင်းတယ်မကောင်းကိုကိုယ်တိုင်လာပြီးတော့စိတ်ကြိုက်ကြည့်ကြည့်ပါအဆင်ပြေမှဝယ်ပါအဆင်ပြေမဝယ်ပါနဲ့ဘာမှမဖြစ်ပါဘူး။ Okay အဲ့တော့ဒီနေ့ vlog လေးကဒီလောက်ပါပဲ။နောက်ဘက်တွေမှာကားနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကားလောကနဲ့ပတ်သက်တဲ့ knowledge sharing လေးတွေကိုသိချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ TZ Car Vlog channel လေးကိုဆက်ပြီးတော့စောင့်ကြည့်ပေးပါလို့ဖိတ်ခေါ်ချင်ပါတယ်။ခင်ဗျာကျွန်တော်ကတော့ TZ Car Vlog ကတာဆိုပါအားလုံး peace